ဘာဖြစ်လို့တော့မောက်တော့လားဩဗျာရောပေးမယ်တနာပိုင်နော်ခဏပေးမယ်ယူပေးမယ်ခုနပေးလိုက်တာမောက်တော့တာဟောရငိုတယ်နေကိုပါလို့ငါဖွာရောငါဖွာရေးတာဘူးလေရောမင်းတို့တပူးပေးမယ်နော်ဖွာမောက်တော့လို့အသက်ဘယ်လောက်နဲ့ရှိပြီတော့95တမိုင်ယူဆိုင်ပါနော်ဟောပြီးဖွာပြသွားနော်ဟုတ်အသက်ကြီးမှာနော်အသက်ကြီးမှာနော်ပြသွားတကယ်စိတ်မကောင်းကြမယ်နော်တက်ကြီးမှာဒုက္ခတွေရောက်နေဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့မရှင်ဘေးအတွက်လှူရှင်နေပါနော်စေနာပြောင်းလုပ်နေကြတဲ့လူတယ်မနော်ဆိုတော့အဲ့ဒါလေးတစ်ချက်လောက်ကြည့်ကြည့်အောင်လူကြီးရောဝေပေးမယ်ဟိုလေအလူရှင်စိတ်ပြအောင်မလုံးနဲ့နော်ဟိုငင်ကောင်းရှုကောင်းလေးလုံးလိုက်အားလုံးခက်ခဲနေတာကိုနားလဲတယ်နော်တန်းစီလိုက်ကြားမပြတ်နဲ့နော်နောက်ရတယ်အလူရှင်လာလူချင်းအောင်လုပ်ပေးလိုက်နော်အဲ့လိုမျိုးလေးလုံးလိုက်နော်ဝေးလိုက်ညီမဝေးလိုက်အကိုရအဲ့ရရေးတာကျွန်တော်လှမ်းပြလိုက်ရတဲ့လူကနှစ်ခါတန်းမစီနဲ့ဟုတ်တယ်နော်ရတဲ့လူကထွက်လိုက်ရေးတာဘူးလေးနဲ့ရပြီအမေခါတော့နော်တန်းစီပါနော်ထိုင်ကြပြန်တော့လေအလူရှင်တွေကိုစူတောင်းပေးလိုက်ကြပါနော်ဒီလိုရုပ်ဆိုတော့လေကျွန်တော်တို့အဆင်မပြေဘူးမဟုတ်ဆရာကြီးခဏလေးကျွန်တော်လူတဲ့လူကလည်းလည်းရိုးရှင်းတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီနေရာဖြစ်တော့ဒီနေရာတက်ဆိုင်တဲ့ဥပမာပေါ့ဒီကျွန်တော်တို့ဗျာဒီမီးငလင်တာခံပြီးတော့ဒီမီးမှာပါသွားတဲ့အိမ်ကြီးဘယ်လောက်ရှိလဲအဲ့ဒါကျွန်တော်တက်ဆိုင်ရာထားဟိုအဖွဲ့ခဏလေးကျွန်တော်ပြပြမယ်မဟုတ်ဟိုအဲ့လိုမျိုးကြီးလုံးဝဆိုင်ကအဲ့လိုမျိုးကြီးအိုးတဲ့အဲ့လိုလူမှာမဟုတ်ဘူးကျွန်တော်ဒီကငွေလူဖို့လာတာငွေလူဖို့လာတဲ့အခါမှာအခုမြင်နေရတဲ့အတိုင်းပဲအဲ့မှာပါသွားတဲ့အိမ်ကြီးတွေပေါ့ကျွန်တော်တို့ဒီသက်ဆိုင်ရာလူကြီးတွေကနေပြီးတော့စရင်တော့ရှိမှာပဲအဲ့စရင်ရှိတဲ့ထဲမှာကျွန်တော်တို့အဲ့စရင်ရှိတဲ့နေရာကိုကျွန်တော်သွားပြီးကျွန်တော်လူတဲ့လူရှင်ဘက်ဆောင်ကျွန်တော်သွားလူပေးပါဒါပေမဲ့ဒီမှာဒီလိုမျိုးလူတဲ့ဟာမျိုးကြတော့တချို့ကကြတော့လူလို့ရတယ်မဟုတ်လူလို့ရတယ်ကျွန်တော်တို့လည်းသိတယ်ကျွန်တော်တို့ကမြန်မာတိုင်းနိုင်ငံလုံးပတ်ပြီးဒီ pride ကလုံနေတဲ့တော့တချို့နေရာတွေကစနစ်တကျလူမရတဲ့နေရာမျိုးတွေရှိတယ်နားလည်ပေးပါအားလုံးကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်နော်ဟိုထဲမှာလည်းကျွန်တော်တို့တိုင်းတို့ရတာကားလေးပြန်ပို့တယ်နော်ဟုတ်ရတယ်ကားကျွန်တော်ကားပါတယ်ကျွန်တော်ကားနဲ့ပဲသွားလိုက်တယ်နော်ရင်းသွင်းနေရတဲ့အတိုင်းပဲငလင်တန်လည်းခံလိုက်ရတယ်ကျွန်တော်တို့မီးတွေလည်းလောင်သွားတာပေါ့နော်ငလင်ပြီးတာနဲ့မီးလောင်တယ်လို့ဖြစ်သွားတယ်အဲ့ခါကျတော့အင်ဂျင်900လောက်ရှိတယ်ပေါ့နော်အင်ဂျင်900လောက်ဒုက္ခရောက်တဲ့နေရာကိုကျွန်တော်ရောက်နေပါတယ်ဒါပေမဲ့ဒီကညီကိုမောင်နှမတွေကတော့တခုမြေတာရက်ခံနေတာဘာရှိလဲဆိုတော့တတ်တိုင်ရအဖွဲကြီးကနေပြီးတော့ဒီပါတဲ့အိမ်တွေကိုတော့ပြန်လူပေးလိုက်မယ်နော်ကျွန်တော်တို့ဒီကိုအဲ့ကိုပဲသွားလူပေးပါမယ်နော်ဘာဖြစ်လို့ရှုပ်ကုန်မှာမလို့ဒီမှာလူရင်နော်အဲ့တော့နားလည်ပေးပါလို့ပြောချင်ပါတယ်ဗျဒါလေးကနော်အလူရှင်တွေစိတ်ပြတ်အောင်လုပ်နေကြဒီလိုဖြစ်နေပြီပေါ့နော်ဆိုတော့နည်းနည်းလေးတော့ view site စီလိုပါတယ်ဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့လူငွေဘုံနဲ့ကိစ္စနဲ့ပတ်သက်ပြီးခန်းနှင်းငွေရှင်းပြထားပြီပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ချက်တော့ကြည့်ကြည့်လိုက်အောင်ဆိုလို့ရှိရင်လည်းဘာဖြစ်ဒီသတင်းတက်သွားတဲ့အတွက်ကြောင့်အမကိုထိခိုက်တာကိုအမခံနိုင်တယ်ဒါပေမဲ့ခန်းနှင်းငွေကဟလာဟိုဒီတက်ရရောက်နေပြီဟလာ pride တွေလောက်ပြီးတော့ဟိုဖြစ်တယ်ပေါ့နော် pride တွေလောက်နေပြီးတော့ pride ဘန်းပြစားတယ် pride ဘန်းပြစားအောင်အမအနေနဲ့ဟလာအမနေနိုင်တယ်ထိုင်နိုင်တယ်စားနိုင်တယ်တောက်နိုင်တယ်အမဒီ pride လုပ်ငန်းကိုဘယ်သူကမှမဟုတ်လောက်ပါလို့အမကိုအတင်းကျပ်လုပ်ခိုင်းတာမဟုတ်မရှင်းပေးသေးဘူးဆိုတော့3လကျော်4လရောက်သွားရင်တော့အဆင်မပြေဘူးအဲ့တော့အခုသူ့အမကခီးသွားနေတယ်သူတို့သွားလှူနေတဲ့အချိန်ပြန်လာရင်လာနဲ့အမကိုလာရှင်းပေးမယ်ပြောရင်လာရှင်းပေးတဲ့အထိတော့အမစောင့်လိုက်မယ်လေလာရှင်းပေးတဲ့အထိတော့အမမရှင်းပေးဘူးဆိုလို့ရှိရင်တော့အမကတော့ sanitization လင်းပွဲကိုတကယ်ကိုတိတိကျကျလုပ်ပြီးတဲ့အခါကျတော့အမအကုန်လုံးချပြမယ်လို့ဒါလေးကတော့ခန်းနှင်းငွေအတူငွေကိစ္စကိုရှင်းပြနေပါပြီနော်ဆိုတော့အဆုံးကြည့်ပြီးတဲ့ဒေါ်လာအလုံးဖြစ်တယ်နော်ခုလိုတင်လာဗီဒီယိုနေ့စဉ်ပုံမှန်တစ်စက်ပြီးတော့ YouTube channel ကို subscribeလုပ်နေ subscribe လုပ်တော့ပြီးတော့နော်ဒီမှာ